ချစ်ခင်လေးစားအပ်ပါတော့ Sky နဲ့ရုပ်တံကိုကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါရှင်မိဘပြည်သူများရှင်2014ခုနှစ်လူဦးရေနဲ့အိမ်ကျောင်းရာတကောင်စင်ကောက်ရည်လုပ်ငန်းကိုယခုနှစ်မတ်လ30ကနေဧပြီလ10ရက်နေ့ထိ12ရက်တာကြာကောက်ယူသွားမှာဖြစ်ပါတယ်ရှင်ဒါကြောင့်တနိုင်ငံလုံးတိုက်တာနဲ့ကောက်ခံစားရသွားမယ်ပြည်လုံးကျွတ်တကောင်စင်ကောက်ရည်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးမိဘပြည်သူညီကိုမောင်နှမတွေသိရှိစေနိုင်မှုအတွက်ဗဟိုတကောင်စင်ကော်မရှင်ဥက္ကဋ္ဌလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီနဲ့တွေ့ဆုံမေးမြန်းပြသွားမှာပဲဖြစ်ပါတယ်ရှင်ဗမင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါအဖပေါ်လေဘိုးတကောင်စင်းကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်တယ်ဆိုတော့လေဒီဘိုးတကောင်စင်းကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့အဖအနေနဲ့မကြာမီမှာဆောင်ရွက်တော့မယ်ပြည်လုံးကျွတ်တကောင်စင်းကောက်ရည်လုပ်ငန်းစဉ်ကြီးကိုအောင်မြင်စွာဆောင်ရွက်နိုင်ဖို့အတွက်အစီအမံရေးဆွဲဆောင်ရွက်ထားရှိခဲ့မှုအခြေအနေလေးကိုသိစေသိပြစေရှင်အဲ့တော့အခုလုံးမဲ့တကောင်စင်းက2014ခုနှစ်ပြည်လုံးကျွတ်စစ်လူရည်နဲ့အိမ်ကျောင်းရတကောင်စင်းဖြစ်တယ်လေအဲ့တော့ဒီတကောင်စင်းအောင်မြင်ဖို့အတွက်ကျွန်တော်တို့စပြီးတော့စီမံချက်ဆွဲတာပေါ့စီမံချက်ဆွဲတော့စီမံချက်မှာအဆင့်၄ဆင့်နဲ့ဆွဲတယ်နံပါတ်1ကကြိုတင်ပြင်ဆင်ခြင်းအဆင့်ပေါ့နံပါတ်2ကတော့မြေပြင်မှာတကယ်ကွင်းဆင်းပြီးတော့စီးကောက်တဲ့အဆင့်ပေါ့နံပါတ်3ကတော့ကောက်လာတဲ့ဒီရလာတဲ့ကိန်းဂဏန်းတွေကိုပြန်လဲစူးစီးဆန်းစစ်တဲ့အဆင့်ပေါ့နောက်ဆုံးအဆင့်ကတော့လွယ်လွယ်ပြောလို့ချင်းကိန်းဂဏန်းတွေထုတ်ပြန်တဲ့အဆင့်ပေါ့အဲ့လိုအဆင့်၄ဆင့်နဲ့ဆောင်ရွက်တာပေါ့အဲ့တော့ဒီလိုအဆင့်၄ဆင့်နဲ့ဆောင်ရွက်တဲ့အခါမှာဒီလုပ်ငန်းစဉ်တစ်ခုလုံးကြီးကိုဟလာအထက်အောက်ချိန်နဲ့တပြေးညီဖြစ်နိုင်မှုကြီးကြပ်ကွက်ကွက်နိုင်မှုအတွက်ဗဟိုကောင်စီကော်မရှင်ဆိုတာဖွဲ့ရတယ်။ဒါနိုင်ငံတော်အစိုးရဖွဲ့ရတရားဝင်ဖွဲ့စည်းခွင့်နဲ့ဖွဲ့စည်းတာပါ။အဲ့ဒီမှာတော့ကျွန်တော်ကဥက္ကဋ္ဌဖြစ်ပါတယ်။ပါဝင်ဆက်နွယ်ပတ်သက်တဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကဒုတိယဝန်ကြီးတွေပါတဲ့ဝန်ကြီးဌာန20ပေါ့။အဲ့ဒါနဲ့ကျွန်တော်ဗဟိုကောင်စီကော်မရှင်ဆိုတာဖွဲ့ပါတယ်။နောက်တစ်ခါကျွန်တော်ရှိရာဒုတိယဝန်ကြီးဦးဝင်းမြင့်ဦးဆောင်တဲ့ဗဟိုကောင်စီကော်မတီဆိုတာရှိပါတယ်။သူနဲ့ကတော့သက်ဆိုင်ရာဝန်ကြီးဌာနကညွှန်ကြားရေးမှူးချုပ်တွေပါတဲ့25ဦးပါတဲ့အဖွဲ့နဲ့ပေါ့လေ။အဲ့ဒါဗဟိုကောင်စီကော်မရှင်နဲ့ကော်မတီလို့ဖွဲ့ပြီးတဲ့နောက်ပိုင်းမှာဗဟိုတကောင်စင်းကော်မရှင်ရဲ့လုပ်ပိုင်ခွင့်ရသက်ဆိုင်ရာတိုင်းခရိုင်တိုင်းဒေသကြီးနော်ပြည်နယ်ခရိုင်မြို့နယ်ရပ်ကွက်ကြေးရွာအဆင့်ထိပေါ့အဆင့်ဆင့်သောတကောင်စင်းကော်မတီတွေဖွဲ့ကြတယ်ဆိုပါစို့သမီးရဲ့တို့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာဆိုရင်ဝင်ကြီးချုပ်တွေဥဆောင်တဲ့အဖွဲ့ကတို့တကောင်စင်းကြီးကြပ်မှုကော်မတီတွေပေါ့နော်သူ့ရဲ့အောက်မှာသက်ဆိုင်ရာတိုင်းဒေသကြီးတွေကအစိုးရအဖွဲ့အတွင်းမှုတွေဖြစ်တဲ့အထွေထွေအုပ်ချုပ်ရေးဌာနကတို့ညွှန်ကြားမှုတွေဥဆောင်တဲ့ဥက္ကဋ္ဌပေါ့အဲ့ဒီအဖွဲ့နဲ့ဒီကျွန်တော်တို့လဝကနော်ညွှန်ကြားမှုတွေတိုင်းနဲ့ပြည်နယ်ဦးစီးမှုတွေအတွင်းမှုပါတဲ့အနည်းဆုံးတော့တိုင်းနဲ့ပြည်နယ်တစ်ခုတစ်ခုမှာပါဝင်ပတ်သက်တဲ့ဝန်ကြီးဌာန73ခု14ခုလောက်ပါတယ်အဲ့ဒီအဖွဲ့တွေနဲ့ခုနပြောတဲ့တိုင်းဒေသကြီးပြည်နယ်အဆင့်တကောင်စင်းကော်မတီတွေနောက်ပြီးတော့ခရိုင်အဆင့်တကောင်စင်းကော်မတီတွေမြို့နယ်အဆင့်တကောင်စင်းကော်မတီတွေရပ်ကျေးအဆင့်တကောင်စင်းကော်မတီတွေအဆင့်ဆင့်ဖွဲ့ပြီးတော့ဒီလုပ်ငန်းစဉ်ကြီးကိုကြီးကြပ်လာကြတာပေါ့အဲ့တော့ကြိုတင်ပြင်ဆင်တဲ့ကာလကဘယ်တော့ပြီးမလဲဆိုတော့စတာဘယ်တော့မှစလဲဆိုတော့ကျွန်တော်တို့အစိုးရအဖွဲ့တဲ့စတာဝန်ယူတာက2011ခုနှစ်မတ်လ30ရက်နေ့အစိုးရအဖွဲ့တဲ့စပြီးတာဝန်ယူပြီးတော့2လအတွင်းမှာပဲဒါနိုင်ငံတော်သမ္မတကြီးကတိုင်းပြည်အတွက်လက်ရှိနဲ့အနာဂတ်အတွက်လိုအပ်တဲ့ကိန်းဂဏန်းတွေရဖို့လိုတယ်ဆိုတော့သမ္မတကြီးကဆုံးဖြတ်ချက်နောက်ပြည်သူတွေပိုင်းကလည်းတကောင်စင်းပြည်လုံးကျွတ်တကောင်စင်းမကောက်တာကြာပြီးကောက်ပေးပါဆိုပြီးတော့ဒီလိုလွတ်တော်ကစင်တောင်းဆိုချက်တွေပေါ့ဒီတစ်ခုပေါင်းစားလာပြီးတော့ဒီစီမံချက်ကြီးကပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီစီမံချက်ကြီးချောချောမွေ့မွေ့ဖြစ်အောင်ခုနလိုအစင်းစင်းအဖွဲ့အစည်းတွေဖွဲ့ပြီးတော့စလာခဲ့တာခုဒီကာလကြိုတင်ပြင်ဆင်ကာလတွေကိုရောက်နေတာပေါ့ကြိုတင်ပြင်ဆင်ကာလဘယ်တော့ပြီးမလဲဆိုတော့တကယ်မြေပြင်မှာဆင်းကောက်မဲ့နေ့မတိုင်မီတည်းမှာပြီးမှာပေါ့တကယ်ဆင်းကောက်မဲ့နေ့က2014ခုနှစ်မတ်လ30ရက်နေ့ဖြစ်တော့သမီးရဲ့2014ခုနှစ်မတ်လ29ရက်နေ့မှာကြိုတင်ပြင်ဆင်ပြီးမှာပေါ့နှစ်ပေါင်း30လောက်လဲအတွေ့အကြုံပြတ်လာနေတာဖြစ်တယ်ဒီလုပ်ငန်းကြီးကအင်မတန်မှတူးချင်းတယောက်ချင်းနဲ့ဆိုင်တယ်လေလုပ်ငန်းပမာဏကကြီးတော့ကြိုတင်ပြင်ဆင်ကာလကိုကျွန်တော်တို့35လလောက်ချိန်ယူထားတယ်စီမံချက်တစ်ခုလုံးကတော့အကြမ်းဖျင်း3နှစ်နဲ့10လ4နှစ်နီးပါးလောက်ထိဒီလိုတာဝန်ယူထားတာပါနောက်တစ်ပြန်လည်းဘလို့စီမံနေချလဲဆိုတော့တကယ်တကောင်စင်းကောက်မဲ့ကာလသည်2014ခုနှစ်မတ်လ30ရက်နေ့ဧပြီလ10ရက်နေ့ဒါကအင်္ဂလိပ်လိုဆိုရင်တော့ during the census ပေါ့ကောက်မဲ့ကာလပေါ့ဒီမတိုင်ခင်ကတော့သမီးရဲ့ before census ခေါ်တာပေါ့နော်ကောက်ပြီးတဲ့နောက်ပိုင်းကာလကတော့ after census ပေါ့အခုကာလသည် before census ပေါ့ကြိုတင်ပြင်ဆင်ကာလအဲ့ဒီကာလမှာဆောင်ရွက်နေတာတွေအများကြီးပါနော်အကြမ်းမြင်လေးပြောလို့ရှိရင်မြေပြင်မှာဆင်းလုပ်နေတဲ့လုပ်ငန်းတွေရှိတယ်ဥပမာအဖြစ်ကျွန်တော်ရောကျွန်တော်တို့ဗဟိုကောင်ဆင်းကော်မတီဥက္ကဋ္ဌဖြစ်တဲ့ကျွန်တော်ဒုဝန်ကြီးကိုတိုင်းနဲ့ပြည်နယ်အနှံ့အခုဆိုကျွန်တော်တင်သားကြီးနဲ့မကွေးနှစ်ခုပဲကြံတယ်ဒါလည်းမကြံခင်သွားမှာပါအဲ့ဒါကလွဲလို့ကျွန်တော်တိုင်းနဲ့ပြည်နယ်အနှံ့မှာရှိတဲ့ဗဟိုကောင်ဆင်းကော်မတီအဆင့်ဆင့်ဘာသာရေးဖွဲ့စည်းလူမှုရေးဖွဲ့စည်းနော်ကျွန်တော်တို့ဒီတိုင်းသူပြည်သားတွေပေါ့နော်အကုန်လုံးကိုဗဟိုကောင်ဆင်းနဲ့ပတ်သက်တဲ့တည်တဲ့ကိစ္စတွေရှင်းပြီးပါပြီနောက်ကျကိုယ်ပဲဥချက်ခွင့်ရဒေသတွေပေါ့6ခုရှိတယ်ဘာလို့ရှိမှာဒါတွေအားလုံးမှာရှိတဲ့
တောင်ရှိပုဂ္ဂိုလ်ရောပြည်သူတွေရောအားလုံးစိတ်ပြီးတော့ရှင်းပြပါပြီငြိမ်းချမ်းရေးရပြီးဖြစ်တဲ့နေရာတွေငြိမ်းချမ်းရေးတွေတွစ်ဆုံဆွေးနွေးပဲလုပ်နေတဲ့နေရာတွေအားလုံးကိုလည်းတွစ်ဆုံဆွေးနွေးပြီးပါပြီနော်ကျွန်တော်ကိုယ်တိုင်လည်းပြည်တော်စုစင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီလုပ်ငန်းတွေလူရင်းနဲ့ကျွန်တော်တို့ရဲ့အမျိုးသားရေးလုပ်ငန်းစစ်ဖြစ်တဲ့တကောင်စင်းကိစ္စကိုလည်းရောပြီးရှင်းတာပေါ့ပြည်ရင်းမှာကောပြည်ပမှာကောဒီလိုရှင်းခဲ့တဲ့အတွက်ကြောင့်ဒါတွေလည်းဆောင်ရွက်ပြီးပါပြီဆိုတဲ့သဘောရှိပါတယ်နောက်ချက်ကတိုင်းပြည်ထဲမှာရှိတဲ့အဖွဲ့အစည်းတွေပေါ့တမီးဥပမာစာပေပညာရှင်တွေဒါနဲ့ကျွန်တော်တို့တွေ့တယ်သူစာပေဟောပြောပွဲတွေမှာသူတို့ဝိုင်းပြီးတော့ကူဟောပေးနေတယ်သမင်ပညာရှင်တွေနဲ့တွေ့တယ်သမင်ပညာရှင်တွေတတ်တဲ့သမင်ပညာနဲ့ဒီကိစ္စကိုပြည်သူတို့ကိုအသိပေးတဲ့အပိုင်းမှာသူတို့ဝင်ကူပေးနေတယ်ရုပ်ရှင်စီယိုနဲ့တွေ့တယ်အခုသူတို့ကူပေးနေကြတယ်နော်ဒီလိုပဲအဖွဲ့အစည်းအသီးသီးပေါ့အသီးသီးကလည်းကြာရကဏ္ဍနဲ့အမျိုးသားရေးတာဝန်တက်နေတဲ့လိုက်ပါဆောင်ရွက်ပေးနေတဲ့သဘောတွေရှိပါတယ်ခုပြည်သူလူစုလုံးတော်ရေးလုံးစော်ရေးအသိပညာပေးကာလတွေကလည်းခုဆိုဒီရုပ်မြင်သံကြားတို့နော်အခုလိုသမီးတို့တွေ့ဆုံမေးမြန်းကန်တို့သတင်းစာချန်နယ်မဂ္ဂဇင်းတွေမှာလည်းစပြီးပါနေပြီပေါ့အရင်တော့နိုင်ငံတော်အိမ်မနာရေးကြည့်တဲ့စီကိန်းရှိနေတာကိုစီကိန်းပြီးမှကျွန်တော်တို့ကစပြီးလောက်ရတော့စီကိန်းပြီးတော့လည်းပါလာစီကိန်းလေးရရှိသေးတာပေါ့အားလုံးပြီးမှကျွန်တော်တို့ကစတော့အခုဆိုရင်သတိထားပြီးကြည့်မိမယ်ဆိုရင်တော့အဲ့ဒီလုပ်ငန်းတွေစနေပါပြီကြံတဲ့လုပ်ငန်းတွေလည်းရှိသေးတယ်ဒါကတော့ကျွန်တော်တို့လှုပ်ဆော်ရေးရင်လို့ခေါ်တဲ့ရင်တွေနဲ့ပေါ့လေတိုင်းပြည်အနှံ့တိုင်းတဲ့ပြည်တယ်အမှတ်တိုင်းပြည်သားတွေကိုလာပြီးတော့အသိပညာပေးမဲ့လုပ်ငန်းတွေဒါတွေဆက်ပြီးတော့လှုပ်သွားအောင်ပါအကြံတဲ့ဟာတော့လည်းစောင့်ကြည့်ပါနော်ပြည်သူတွေနားလည်ပြီးတော့ပူပေါင်းပါဝင်လာတဲ့အဆင့်အပြည့်အဝရအောင်ဒါကြိုးပမ်းဆောင်တော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်လေသကောင်စင်းကောက်မှုလုပ်ငန်းကနှစ်ပေါင်း30လောက်ကြာတဲ့အထိပေါ့နော်ကောက်ယူမှုမရှိခဲ့ဘူးဆိုတော့လေအဲ့ဒီနောက်ပိုင်းတော့ဘယ်နှစ်ချိန်လောက်ကောက်ယူမှုရှိခဲ့လဲရှင်မြန်မာနိုင်ငံမှာသကောင်စင်းကိုဘယ်ချိန်ကလေးကစတင်ကောက်ခဲ့တာပါလဲရှင်သကောင်စင်းကတော့သမီးရဲ့တကဘာလုံးမှာလည်းရည်ရွယ်ချက်မျိုးပုံသဏ္ဍာန်မျိုးနဲ့ကောက်ကြတာပေါ့ရှာဖွေတွေ့ရှိတဲ့သမိုင်းအထောက်အထားတွေရတော့အီဂျစ်မှာ BC 3340လောက်ကစကောက်တယ်လို့ပြောတယ်မြန်မာပြည်မှာတော့တာလွန်မင်းကြီးလက်ထက်ပေါ့နော်တက်ကရီ999ကစကောက်တယ်လို့ပြောပါတယ်နောက်ဒီဘက်ပိုင်းမှာသကောင်စင်းရတကယ်ကိုရှုပ်ထွေးတဲ့ကိစ္စဖြစ်တော့ပုံမှန်အဖြစ်တော့နိုင်ငံလေးမှာ10နှစ်တစ်ချိန်ကောက်ကြတာပေါ့အင်မနာကြီးတဲ့နိုင်ငံကြီးလဲ10နှစ်ကိုတစ်ချိန်ကောက်တယ်10နှစ်ကိုတစ်ချိန်ကောက်တဲ့ကိန်းဂဏန်းတွေကလည်း reliable ဖြစ်တယ်လို့ပြောတယ်အသုံးပြုလို့ရတယ်ပေါ့အဲ့တော့British colony လက်ထက်တော့ပါနော်အဲ့တော့တက်ကရီ1891ကနေပြီးတော့1942ခုနှစ်ထိအဲ့ဒီကာလလေးမှာတော့ကျွန်တော်နိုင်ငံမှာ10နှစ်တစ်ချိန်ပုံမှန်ကောက်လာနေတယ်နောက်ပိုင်းတော့လွတ်လပ်ရပြီးနောက်ပိုင်းပေါ့လေလွတ်လပ်ရပြီးနောက်ပိုင်းတော့1983ခုနှစ်မှာတစ်ချိန်အခုကျွန်တော်တို့လုပ်မဲ့ပုံစံမျိုးပြည်လုံးကျွတ်အစစ်တစ်ချိန်ကောက်လိုက်နေတယ်နောက်10နှစ်ချပြီးတော့1983မှာတစ်ချိန်ခုလိုပြည်လုံးကျွတ်အစစ်ကောက်လိုက်နေတယ်အဲ့ဒီနောက်ပိုင်းတော့အကြောင်းမျိုးကြောင့်ပေါ့နော်မကောက်နိုင်တဲ့အခုဆိုနှစ်ပေါင်း30ကျော်ကြာသွားပါပြီဒါကြောင့်မြန်မာသမိုင်းမှာတော့စကောက်တာတာလုံးမလက်ထက်ကစတာပေါ့10နှစ်တစ်ချိန်ကောက်တဲ့ဥစ္စာကတော့ British လက်ထက်မှာကောက်ခဲ့ပူတယ်တိုင်းပြည်လုံးတိုင်းတာနဲ့ကောက်တာတော့လွတ်လပ်ရေးရပြီးတော့1973 1983နှစ်ခုပေါ့အခု2014ခုနှစ်ကတိုင်းပြည်လုံးတနိုင်ငံလုံးအတိုင်းတာဆင့်ပြည်လုံးကျွတ်စစ်ကောက်မဲ့သကောင်စင်းဖြစ်ပါတယ်လို့ပြောလိုပါတယ်ဟုတ်ကဲ့ပါနိုင်ငံတိုင်းမှာပေါ့နော်သူတို့နိုင်ငံရဲ့ရွေချက်တွေနဲ့ကောက်ခံသလိုမျိုးပေါ့နော်တမီးတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဘလို့ရွေချက်တွေနဲ့ကောက်ခံပါလဲရှင်ပြီးသွားလို့ရှိရင်ဒီအခုလက်ရှိမှာဆိုပြည်သူအများသူတို့ကင်ဆောင်ထားတဲ့အိမ်အောင်စုစင်းကိုသကောင်စင်းလို့သူတို့ကလည်းထင်မြင်နေတယ်ဆိုတော့လေအခုအဘတို့ကောက်ခံသွားမယ်ပြည်လုံးကျွတ်သကောင်စင်းနဲ့ဘလို့ကွာခြားမှုရှိလဲဆိုတာလည်းသိပြရစီရှင်သကောင်စင်းကောက်ရတဲ့ရွေချက်ကိုတူတူလေးပြောလို့ရှိရင်တော့နိုင်ငံတော်ရဲ့လက်ရှိနဲ့အနာကဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်စီမံကိန်းတွေဆွဲတဲ့အခါမှာတိကျမှန်ကန်တဲ့ကိန်းဂဏန်းတွေရဖို့လည်းကောက်တာပါဒါကအတူဆုံးသူ့ရည်ရွယ်ချက်ပါနော်နောက်တစ်ခုကသမီးမင်းရဲ့ဘက်ကိုအင်မတန်ကောင်းပါလေနော်ပြည်သူတွေကဒီလက်ထဲမှာရှိနေတဲ့အိမ်တော်စုစင်းနဲ့အခုကျွန်တော်တို့ဆောင်မဲ့သကောင်စင်းနဲ့ရောထွေးထွေးဖြစ်နေကြတယ်ပေါ့အမကသကောင်စင်းကအိမ်တော်စုစင်းနဲ့လုံးဝပတ်သက်မှုမရှိပါဘူးအိမ်တော်စုစင်းဆိုတော့ကိုယ့်အိမ်ထဲမှာရှိတဲ့အဖေဘလူအမေဘလူသားဘလူသမီးဘလူစသဖြင့်ကိုယ့်အိမ်မှာရှိနေတဲ့အိမ်တော်စုမှာရှိနေတဲ့လူဦးရေစင်းကိုကောက်တဲ့သဘောပဲသကောင်စင်းဆိုတော့ဒီလိုမဟုတ်သမီးသကောင်စင်းဆိုတော့ခုနပြောသလိုတိုင်းပြည်ရဲ့သတ်မှတ်ထားတဲ့အခြေအနေတစ်ခုထဲမှာနော်ရှိတဲ့ဒီလူတွေရဲ့လူဦးရေနဲ့ဖွဲ့စည်းမှုကိုသိကျင်လို့ကောက်တာကိုအဲ့ဒီခါကြတော့သကောင်စင်းကောက်တယ်ဆိုတာရင်ကျွန်းချိန်ဆိုတာသတ်မှတ်ထားတယ်အခုကျွန်တော်တို့ကောက်မယ်2014ခုနှစ်လူဦးရေနဲ့အိမ်ကျောင်းရာသကောင်စင်းရဲ့ရင်ကျွန်းချိန်ဒီမလ29ရက်ညသကောင်ရာချိန်ပေါ့အဲ့တော့မလ29ရက်ညသကောင်ရာချိန်မှာရှိတဲ့လူတွေကိုယ့်အိမ်မှာရှိနေတဲ့လူတွေအဲ့ဒီချိန်မှာကိုယ့်အိမ်သားလည်းရှိမယ်ဧည့်သည်လည်းရှိမယ်ကိုယ့်အိမ်ကိုလာပြီးတော့ငှားနေတဲ့လူတွေရှိမယ်အဲ့ဒီ2014ခုနှစ်မလ29ရက်ညသကောင်အချိန်မှာရှိနေတဲ့လူတွေကိုကောက်သွားတဲ့စင်းဖြစ်တော့ကိုယ့်အိမ်သားတွေဟုတ်ချင်မှဟုတ်မယ်ပေါ့နော်ကိုယ့်မိသားစုတွေဟုတ်ချင်မှဟုတ်တယ်အဲ့ဒီဥစ္စာအခုကောက်မဲ့သကောင်စင်းနဲ့အိမ်တော်စုတွေလူကြီးနဲ့မတူတဲ့အဓိကအချက်ပါပဲဟုတ်ကဲ့ပါဒီသကောင်စင်းကိုပေါ့နော်ဒီနိုင်ငံတကာမှာဆိုလို့ရှိရင်သူတို့တွေလည်းကောက်ခံကြတယ်ဆိုတော့နိုင်ငံတကာမှာကြတော့ဘလို့နီးစနစ်တွေနဲ့ကောက်ရဆိုတာလည်းသိပြစီရှင်နှစ်နည်းပါသမီးရဲ့နော်ကဘာမှာကောက်နေတဲ့မူပေါ့ကောက်နေတဲ့မူကတော့အင်္ဂလိပ်လို de jure method လို့ခေါ်တာပေါ့
ဒီဂျူရီမက်သက်ဆိုတာနေမြဲအရာမှာကောက်တာပေါ့ဒီနေရာမှာရှိတဲ့လူကိုဒီနေရာမှာစီရင်ကောက်တယ်အဲ့ဒီနေကနောက်ပိုင်းမှာမှားနိုင်တယ်လို့ပြောတယ်ဆိုပါစို့ကျွန်တော်မိသားစုကရန်ကုန်မှာနေတယ်ဆိုပါစို့ကျွန်တော်အစိုးရဘုံတော်ဖြစ်တော့ကျွန်တော်နေပြည်တော်မှာတာဝန်ထမ်းဆောင်ရတယ်အဲ့တော့ကျွန်တော်စင်းကိုရန်ကုန်မှာကောက်မလားနေပြည်တော်မှာကောက်မလားရှုပ်ထွေးဖြစ်ပြီးတော့မှားသွားနိုင်တယ်ဒါတော့ခေတ်သစ်မှာတော့နိုင်ငံတော်တော်များများတို့မလို့နိုင်ငံအားလုံးဒီမှာခုနပြောတဲ့နေမြဲရမှာကောက်တယ်ဆိုတဲ့ဒီဂျူရီမက်သက်အစားတွေ့တဲ့အရာမှာကောက်တဲ့စနစ်ဒီဖက်တိုမက်သက်ကိုသုံးကြတယ်ဆိုတော့အခုကျွန်တော်တို့ကောက်မဲ့စနစ်ဒီဒီဖက်တိုမက်သက်နိုင်ငံတော်များများမှာလည်းဒီဖက်တိုမက်သက်လို့ခေါ်တယ်တွေးရှိရရမှာကောက်တဲ့ဒီကိုသုံးကြမှာပါနောက်မူပေါ့နီလန်းပေါ့ဘလို့နီလန်းနဲ့ကောက်တယ်ဆိုတော့ကဘာမှာ2နီးကောက်တယ်အထူးသဖြင့်ဟလာဒီ infrastructure တွေပေါ့နော်တိုးတက်တဲ့နိုင်ငံမျိုးတွေပြည်စုံတဲ့နိုင်ငံမျိုးတွေမှာနော်ကျွန်တော် household method လို့ခေါ်တဲ့နီးကိုသုံးတယ် household method ဆိုတာအိမ်အောင်စုတွေကိုမေးခွန်းတွေကို fax နဲ့လှမ်းပို့တယ်ဖုန်းနဲ့လှမ်းမေးတယ် email ရလှမ်းပို့တယ်ဖြေပေးဆိုရင်ဒါကမှားသွားနေတာပေါ့နော်ကျွန်တော်တို့နိုင်ငံမှာကုကောက်မစနစ်ကတော့ဒီ household method ကိုမသုံးဘူးနိုင်ငံတော်တော်များများမှာသုံးနေတယ်အင်္ဂလိပ်လိုတော့ canvasser method ခေါ်တော့ပေါ့စီရင်ကောက်ကလေးတွေကနေအိမ်တိုင်ရာရောက်တိန်တဆင်းမေးပြီးတော့ကူပြီးတော့ဖြေပေးတဲ့ဒီမျိုးနဲ့ကောက်မှာပါအဲ့တော့ကဘာမှာ2နည်းသုံးတယ်တိုးတက်တဲ့နိုင်ငံတွေ infrastructure ပြည့်စုံတဲ့နိုင်ငံတွေမှာ household method ကိုသုံးတယ်နော်တော်တော်များများနိုင်ငံတော်တော်များများတော့ canvasser method လို့ခေါ်တဲ့တိန်တဆင်းစနစ်ကိုတောက်ပါတယ်ကောက်ပါတယ်ကျွန်တော်တို့ကလည်းတိန်တဆင်းဒီကိုသုံးပြီးကောက်သွားမယ်စနစ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါတိန်တဆင်းကောက်မယ်ဆိုလေဘသူတွေနဲ့ကောက်ခံသွားမှာလဲရှင်အများစုကတော့ကျွန်တော်တို့ဆရာမကြီးနဲ့ကောက်မှာပေါ့နော်ဒီကျွန်တော်တို့စင်းကောက်တဲ့ခါမှာကောက်ကွက်လို့ခေါ်တာခွဲထားတယ်ကောက်ကွက်ဆိုတာဥပမာဟလာအိမ်အောင်စု100 150အချို့နေရာလဲ60 90စသည်ဖြင့်ပေါ့အနေများပေါ်မူတည်မှာပေါ့အစိတ်ကျဲပေါ်မူတည်မှာပေါ့အဲ့လိုကောက်ကွက်တစ်ကွက်ကိုမူလာရန်အဆင့်ရှိတဲ့ပညာရေးဝန်ထမ်းတွေကိုအမှန်ကန်ထားပြီးကောက်မယ်ပညာရေးဝန်ထမ်းတွေကြီးပဲလားဆိုဒီလိုတော့မဟုတ်ဘူးနော်စေတနာရှင်လောအားပေးတွေရှိတယ် civil society လို့ခေါ်တဲ့ကျန်တဲ့လူမှုဖွဲ့စည်းရာပုံတွေလည်းပါမှာပါအများစုကတော့ဆရာမလေးတွေကိုကျွန်တော်တို့အဓိကထားပြီးကောက်သွားမှာဖြစ်ပါတယ်ဒီကောက်ကွက်9ကွက်မှာအပေါ်မှာကြီးကြပ်ကူကမှုလို့တယောက်ပေါ့ဒါကိုတော့ကျွန်တော်စင်းစစ်လို့ခေါ်တယ်အဲ့တော့ဒီလိုစင်းစစ်ကတော့အမာခံဖြစ်တဲ့ဆရာမတွေကတော့အလေတန်းနဲ့အထက်တန်းစစ်ဆရာမတွေကိုသုံးမှာဖြစ်ပါတယ်အဲ့တော့သမီးရဲ့ဒီမိကုန်းနဲ့ပတ်သက်လို့ပြန်ရင်အမာခံကတော့အများစုကတော့ပညာရေးဝန်ထမ်းတွေကိုသုံးမယ်မူလတန်းဆင့်ရှိတဲ့ဆရာမတွေနဲ့စင်းကောက်မယ်ကြီးကြပ်သူတွေကတော့အလေတန်းဆင့်နဲ့အထက်တန်းဆင့်ရှိတဲ့ဆရာမများကိုသုံးမယ်ဒီလိုပဲသူတို့ကြီးပဲတော့မဟုတ်ဘူးအချို့နေရာဒီမှာလိုအားဘေးလို့ခေါ်တာပေါ့နော်စေတနာရှင်ဝန်ထမ်းတွေကျွန်တော်တို့ပါမယ်လူမှုအဖွဲ့အစည်းတွေပါမယ်ပေါင်းစပ်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့အင်အားတွေလောက်ရတာပါဒီနေရာမှာမမေးတော့လဲဆက်ဖြေချင်တာလေဘာဖြစ်လို့ဆရာမလေးတွေကိုသုံးရလဲဆိုတဲ့အခါကျတော့အရင်နဲ့မတူဘူးပေါ့အရင်တော့ကျွန်တော်လိုအားဘေးတော်တော်များများသုံးခဲ့တာရှိတယ်အရင်တော့ကောက်ခဲ့တော့အဲ့တော့အခုလုံးမဲ့စနစ်ကသမီးရဲ့အရင်တော့တောက်လျှောက်သွား manual ခေါ်တာပေါ့လူတွေရဲ့လက်ရင်းနဲ့ဖြည့်တာပဲလုပ်ရတယ်အခုကျတော့အချို့နေရာတွေမှာစရင်ကောင်တုံးကအချို့နေရာတွေမှာလက်ရင်းနဲ့ဖြည့်တာရှိသူဒီကောင်တွေကိုပြန်ဖတ်တဲ့အခါမှာစက္ကရိယာတွေဤပညာတွေသုံးတာရှိတယ်ဆိုတော့ OMR လို့ခေါ်တဲ့ optical mark recognition ပေါ့အဲ့ဒီစက်တွေနဲ့ပြန်ပြီးတော့ကဏ္ဍတွေကိုပြန်ပြီးတော့ပြန်ဖော်တာရှိတယ်နောက်တစ်ခုကဓမ္မကုရှိနေတဲ့စာရွက်စာတမ်းတွေနော်ရေးရတဲ့ခဲတံအမျိုးအစားတွေရေးတဲ့ဆရာမရဲ့ဖွာတာတို့ဖိတာတို့စသဖြင့်ဒီအပေါ်မှာမူတည်ပြီးတော့ဒီစက်ကြီးရလဲတစ်ခါဖတ်တာပြတာမှားသွားနိုင်တယ်အဲ့တော့ဒီလိုစာပေလုပ်ငန်းနဲ့ရေးတဲ့သားတဲ့လုပ်ငန်းနဲ့အကျော်တွေဖြစ်တဲ့ဆရာမလေးတွေကခေတ်သစ်မှာကောက်တဲ့ခါမှာပို့ပြီးအဆင်ပြေလိမ့်မယ်လို့နိုင်ငံတော်အကျိုးကတွက်ဆတဲ့တို့ကြောင့်ဆရာမလေးများကိုကျွန်တော်အမှန်ကန်ထားပြီးကောက်ရခြင်းဖြစ်ပါတယ်နော်အခြားပုဂ္ဂိုလ်တွေကလည်းစည်ရင်ကောက်အရေးချင်းရှိမယ်ဆိုရင်ပေါ့ထိုက်တဲ့ပညာချင်းရှိမယ်ကျမ်းမာရေးကောင်းမယ်စသည်ဖြင့်နော်ဒေသရဲ့ဘာသာစကားနဲ့အဆင်ပြေတယ်ဆိုတဲ့ကြံတဲ့နိုင်ငံမှာတာဝန်ဝင်ပြီးတော့ထမ်းဆောင်ခြင်းတဲ့ပုဂ္ဂိုလ်အများစုကိုလည်းဖိတ်ခေါ်ပြီးတော့ဒီလိုပဲပေါင်းစပ်ပြီးဆောင်ရွက်နေပါတယ်လို့ဖြေချလိုပါတယ်ဟုတ်ကဲ့ပါဒီတကောင်စင်းကောက်ယူမယ်ပေါ့အင်အားရောဗာလုံလောက်မှုရှိရလားရှင်လုံလောက်ပါတယ်သမီးအကြမ်းမြင်အပြည့်တော့ခုနပြောသလိုကောက်ကွက်တစ်ကွက်မှာစင်းကောက်တစ်ယောက်သုံးပါပေါ့နော်အများဆုံးဖြစ်နိုင်ကတော့ကောက်ကွက်3သိန်းလောက်ဖြစ်နိုင်တယ်လို့မှန်းပါတယ်နော်အခုတချို့နေရာတွေမှာကောက်ကွက်တွေကနည်းနည်းထပ်ပြီးတော့စီစစ်နေရတာပေါ့3သိန်းဆိုရင်တော့ကျွန်တော်တို့ကစင်းကောက်မဲ့လူစင်းကောက်ပေါင်း3သိန်းလိုတာပေါ့9ကွက်မှာတစ်ယောက်ကကြီးကြမယ်ဆိုတော့ကြီးကြတဲ့လူက2000လောက်လိုတာပေါ့အဲ့တော့ဒီစီမံချက်တစ်ခုလုံးကိုကျွန်တော်တို့3သိန်း2000နဲ့သုံးပါပေါ့ပညာရေးဝန်ထမ်းဝန်ကြီးဌာနကလည်းလုံလောက်တဲ့အင်အားရှိပါတယ်အကြောင်းကြောင့်မလုံလောက်ရင်လည်းအရန်ဖြစ်ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနကအကူအညီပေးဖို့အဆင်သင့်ရှိပါတယ်သူတို့မှလည်းခုနလိုတာဖွားဆရာမလေးများHA လို့ခေါ်တဲ့ကျန်းမာရေးဝန်ထမ်းများဆက်ပြီးဒီလိုပုံစံလည်းအများကြီးရှိပါတယ်ဒီလိုပဲဝင်ရောက်ပြီးတော့ဆောင်ရွက်ပေးခြင်းတဲ့ civil society တွေတော့စေတနာရှင်လောအားပေးတယ်လည်းအများကြီးဖြစ်တဲ့အတွက်ကြောင့်စည်ရင်ကောက်စင်းစစ်ကတော့ရှံအောင်နေပါသေးတယ်ဟုတ်ကဲ့ပါတကောင်စင်းကောက်တဲ့အခါကျလို့ရှင်လေအဖဒီအိမ်အောင်စုစင်းမရှိတဲ့သူတွေယာယီတကောင်စင်းနဲ့နေထိုင်တဲ့သူတွေရောကောက်ယူသွားမှာလားရှင်အားလုံးကိုကောက်မှာပါသမီးစောစောကပြောသလိုလေတကောင်စင်းကောက်တဲ့ဥစ္စာကမလာ29ရက်နေ့ညတကောင်အချိန်မှာ
တိုင်းပြည်ထဲမှာရှိနေတဲ့လူတွေအားလုံးကိုရည်ညွှန်းချိန်တတ်မှတ်ပြီးကောက်မှဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်ထဲမှာကိုတိုင်းပြည်ရဲ့နယ်နိမိတ်ထဲမှာရှိနေတဲ့မြည်သူကိုမဆိုပေါ့မြည်သူကိုမဆိုခုနပြောတဲ့မှတ်ပုံတင်ရှိသည်ဖြစ်စေတော့မရှိသည်ဖြစ်စေနိုင်ငံသားဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေတော့အိမ်တော်စုရဲ့လူကြီးရဲ့စင်းတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာမှမလိုပါဘူးတော့အတိတ်ကဒီနိုင်ငံထဲမှာရှိနေတဲ့လူသားတယောက်ဖြစ်နေတယ်ဆိုရင်အကောက်ခံပါပါဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်လေပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုရောသက်ဆိုင်ရာမြန်မာတန်ယုံကနေတဆင့်ကောက်ယူသွားဖို့အစီအစဉ်များရှိပါသလားရှင်ပြီးတော့ပြည်ပမှာတရားမဝင်သွားရောက်လုပ်ကိုင်နေတာကိုအမှန်တိုင်းဖြစ်လို့ရှိရင်ဒီအဖားတို့အနေနဲ့အရေးယူမှုတွေရှိနိုင်ပါသလားရှင်သိကောင်းတဲ့မိကုန်းပါသမီးပြည်ပမှာရှိနေတဲ့လူက2မျိုးရှိတာပေါ့သမီးနော်တချို့ကလည်းတရားဝင်သွားနေတာရှိတယ်တရားဝင်သွားနေလို့သူရတဲ့လာစာနဲ့ရာခိုင်နှုန်းဘယ်လောက်ဖြင့်မြန်မာတန်ယုံအခွင့်အရေးဆောင်ရတယ်ဆိုတာမျိုးရှိတယ်ဒီလိုပုံကိုယ်တွေတော့ကစဉ်းစားရဖို့ဘာမှမခက်ဘူးပေါ့တချို့ကြတော့လေတရားဝင်သွားတာရှိကောင်းရှိနေပါတယ်ရှိနေတာပေါ့နော်အဲ့လိုပုံကိုယ်တွေအတွက်မကြံခဲ့ရအောင်ဒီကျွန်တော်တို့ကောက်တဲ့မိကုန်း40ချက်မှာမိကုန်းနံပါတ်40မှာနိုင်ငံခြားကိုရောက်နေတဲ့မိသားစုဆိုတဲ့မိကုန်းတစ်ခုပါတယ်အဲ့ဒီမိကုန်းကနိုင်ငံခြားကိုရောက်နေတာဘယ်သူလဲဘာတော်တယ်လဲယောက်ျားလားမိန်းမလားဘယ်တော့ထက်သွားတယ်လဲတော့ဘယ်နိုင်ငံမှာရောက်နေတယ်အဲ့ဒီမိကုန်းမှန်မှန်လေးဖြေလိုက်တယ်ဆိုရင်လည်းနိုင်ငံခြားမှာရောက်နေတဲ့စင်စရာဟာပျောက်သွားစရာအကြောင်းမရှိတော့ဘူးတရားဝင်ရောက်သည်ဖြစ်စေတရားမဝင်ရောက်သည်ဖြစ်စေနိုင်ငံရဲ့စီမံခန့်ခွဲမှုဘောင်တွင်းမှာသူကပါသွားတဲ့သဘောဖြစ်ပါတယ်အဲ့တော့တရားဝင်သွားတဲ့လူတွေအရေးယူမလားဆိုတော့အရေးမယူပါဘူးလို့ပဲအတူတူဖြစ်ပြရစီအရေးမယူပါဘူးဆိုတဲ့အကြောင်းလဲအဘတို့ထုတ်ထားတဲ့ဒီသကောင်စင်းဥပဒေကပေါ့နော်အတိအလင်းအကာအကွယ်ပေးထားပါတယ်နောက်တစ်ခုကလည်းမေးတဲ့မိကုန်းမှာဘယ်နိုင်ငံကိုသွားတယ်လဲပဲမေးတာဘယ်လမ်းသွားပလဲလို့မပါဘူးဘာလို့ဆိုဘယ်လိုသွားအရေးယူမှာလဲရေးယူလို့လည်းမရဘူးလေအဲ့တော့နိုင်ငံတော်ရဲ့ဟာလာခုနပြောတဲ့လက်ရှိတဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေကိုယ့်နိုင်ငံသားတွေကိုစီမံဆောင်ရွက်ပေးခြင်းတဲ့အတွက်သာဒီမင်းကိုမေးတာဖြစ်တယ်နောက်ကျောင်းများအရေးယူဖို့တို့ဟာလာရာဇဝတ်ကြောင့်ညှိသလားမညှိသလားညှိဆုံးသလားမညှိဆုံးတဲ့ကိစ္စတွေကိုထည့်သွင်းစဉ်းစားမှလုံးဝမဟုတ်ပါကြောင်းအတိပေးပြကြလို့ပါတယ်တမီးဟုတ်ကဲ့ပါဒီတကောင်စင်းကိုပေါ့နော်မတ်လ29ရက်နေ့ညမှာရှိတဲ့လူဦးရေတွေကိုကောက်မှာဆိုတော့29ရက်နေ့ညမိမိတို့အိမ်မှာတဲတဲ့သူကမိမိတို့အိမ်အောင်စုစင်းထဲမှာဝင်သွားနိုင်လားရှင်ဝင်နိုင်ပါတယ်အဲ့ဒီမင်းကုန်းလည်းတော်တော်အရေးကြီးပါတယ်အဲ့တော့ဒီမင်းကုန်းရဲ့ကျွန်တော်ထင်တယ်မင်းကုန်းနံပါတ်1ထင်ပါတယ်နော်မင်းကုန်းနံပါတ်1မှာအမီလို့ပါတယ်တမီးရဲ့အဲ့ဒီအမီမှာတခါလဲချရရတာပေါ့ကိုယ်အိမ်မှာရှိတဲ့လူတွေရောအဲ့ဒီ29ရက်နေ့ညတကောင်အချိန်မှာကိုယ်အိမ်မှာတဲသွားတဲ့လူတွေရောလက်ရှိကိုယ်အိမ်သားမဟုတ်ဘဲနဲ့အိမ်ငှားနေတဲ့လူတွေအကုန်လုံးပါသွားတယ်ပါတော့အချို့ကလည်းပြောကြတယ်ပေါ့အိမ်အောင်စုစင်းနဲ့မှားနေတာ哦ဟာဒီအိမ်တော်စုစည်းနေမှာကိုယ်နာမည်တွေပါနေကိုယ်အိမ်သားမဟုတ်တဲ့ဧည့်သည်တွေပါနေပြီကိုယ်အိမ်သားမဟုတ်တဲ့ကိုယ်အိမ်မှာလာငှားနေတဲ့လူတွေပါနေပြီဆိုရင်နောင်ကိုပိုင်ဆိုင်မှုကိစ္စတွေရှုပ်ထွေးကုန်မလားဆိုတော့ဒီလိုတွေမေးကြတယ်အဲ့ဒီအတွက်ဆိုရင်တော့ကလည်းရှိကြတာပေါ့နော်အဲ့တော့အတိလင်းပြင်ကြလို့တာကပိုင်ဆိုင်မှုနဲ့ဒီကိစ္စဘာမှမဆိုင်ပါဘူးတော့ဒီစင်းကအိမ်တော်စုစင်းလည်းမဟုတ်ပါဘူးအိမ်တော်စုနဲ့သွားမှားတာကိုယ်အိမ်တော်စုစင်းမဟုတ်ဘူးနော်မြန်မာပြည်မှာရှိနေတဲ့ခုနတတ်မှတ်တဲ့ရည်ညွှန်းချိန်မှာရှိနေတဲ့လူတွေဘယ်နေရာမှာရှိနေတယ်ဆိုတဲ့အချက်ကိုသိကျင်လို့တော့လားဒီလိုချက်ချင်းကောက်ချင်းဖြစ်ပါတယ်ဆိုတော့ပိုင်ဆိုင်မှုနဲ့လည်းမဆိုင်ဘူးဒီကိုယ်အိမ်မှာလာပြီးတော့နေနေတဲ့အဲ့ဒီချိန်မှာလာနေတဲ့ဟလာဧည့်သည်တွေအိမ်ငှားလည်းဒီတက်မှာပါသွားမယ်ဒီလိုလဲစိုးရင်စရာမရှိပါဘူးလို့ဒီလိုဖြစ်နေပါတယ်သမီးရဲ့ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်လေပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့မိကုန်းကပါဝင်နေတဲ့အတွက်ကြောင့်မလို့လေသူအများပြည်သူကလေဒီအခွန်ကောက်ယူမှုတစုံတရာများရှိမလားဆိုပြီးတော့စိုးရိမ်မှုတွေဖြစ်နေတယ်ဒီပေါ်မှာအဘအနေနဲ့ဗာများပြောကြလို့ပါလဲရှင်ဒါလည်းတော်တော်ကောင်းတဲ့မိကုန်းပဲနော်ဒါလည်းပြည်သူတွေသိတဲ့မိကုန်းပါပဲအဲ့တော့မှန်ပါတယ်အဲ့ဒါမှမေးတယ်လေအဲ့ဒါပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးTV ပိုင်သလားရေဒီယိုပိုင်သလားစပိန်ပိုင်သလားကားပိုင်သလားလှဲပိုင်သလားစသဖြင့်ပိုင်ဆိုင်မှုတွေသိကျင်တာက wealth index ပေါ့အဲ့ဒါကိုတိုင်းပြည်မှာတိုင်းတာခြင်းလို့ကိန်းဂဏရခြင်းလို့သူကမေးတဲ့သဘောပဲနော်ဒီဥစ္စာကိုဒီပေါ်မူတည်ပြီးတော့အခွန်ကောက်လုံးဝမကောက်ဘူးဆိုတဲ့အကြောင်းလဲခုနကျွန်တော်ပြောတဲ့ဥပဒေမှာအတိအလင်းအကာအကွယ်ပေးထားတယ်ဒီအတွက်ပြည်သူတွေစိုးရိမ်စရာမလိုဘူးနောက်တစ်ခုကမေးတဲ့မိကုန်းကလည်းTV ရှိသလားမေးတာလေ TV ဘယ်နှလုံးရှိသလဲလို့မမေးဘူးအဲ့ TV ဘယ်ရတယ်ဘယ်ငွေနဲ့ဝယ်တယ်လဲလို့မမေးဘူးဒါအပြင်ကိုပိုင်ပစ္စည်းတွေပေါ့အဲ့ဒါကိုသမီးလက်ကောက်ဘယ်နှကွင်းရှိသလဲငကဘယ်နေရာရှိသလဲဆွဲကြိုးဘယ်နှကွင်းရှိသလဲပတ်စံတွေဘယ်လောက်ရှိသလဲဘယ်နေရာမှာထားသလဲအဲ့ဒါမျိုးတွေမမေးဘူးဒါကြောင့်ဒီဥစ္စာအခွန်ကောက်အတွက်ကောကြံတဲ့ကိစ္စအတွက်ကောဘာမှစိုးရိမ်စရာမရှိဘူးဥပဒေကလည်းအကာအကွယ်ပေးတယ်ဥပဒေကလည်းလူပုဂ္ဂိုလ်တူးချင်းစီရဲ့နော်ကိစ္စတွေကိုထိတ်တန့်လျှော့ပြထားရမယ် confidential ဖြစ်တယ်လို့ဥပဒေကလည်းအတည်လင်းပြဆိုထားပါတယ်ဟုတ်ကဲ့ပါတကောင်စင်းမေးခွန်းကလေ41ချက်ရှိတယ်ဆိုတော့တချို့ကတကောင်စင်းမေးခွန်း41ချက်ကိုများတယ်နဲတယ်နားလေရခက်ခဲတယ်ဆိုပြီးပြောကြနေတာရှိတယ်ဒီပေါ်မှာအဘအနေနဲ့ဗာများပြောကြလို့ပါသလဲရှင်ဒါလည်းတော်တော်ကောင်းတဲ့မေးခွန်းပါနော်ဒါလည်းအခုကျွန်တော်တို့အနုပညာရှင်တွေကဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့လူသိပညာပေးတယ်မှာလည်းထည့်သွင်းပြောနေတာလေးရှိတယ်အဲ့တော့41ချက်ကများသလားနဲသလားဆိုတော့အနေတော်ပါပဲနော်များလည်းမများပါဘူးနဲလည်းမနဲပါဘူးအဲ့တော့ခုနပြောသလိုတကောင်စင်းဒီတိုင်းပြည်ရဲ့လက်ရှိနဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေရည်ရွယ်ဆောင်ရွက်တဲ့
နော်လိုအပ်တဲ့ကိန်းဂဏန်းတွေကိုရနိုင်ဖို့တဲ့ရည်ရွယ်ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြောင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေလိုတဲ့အချက်လက်တွေဖော်ထုတ်ခြင်းနဲ့ဆိုရင်ဒီ40ချက်မေးမှရမယ်40ချက်မမေးဘဲနဲ့40လောက်ပဲမေးလိုက်မယ်39ကြောက်လည်းမေးလိုက်မယ်ဆိုရင်လိုးနေမယ်နော်တိုင်းပြည်ကလှုပ်ပေးရမယ်ဖြည့်ဆည်းရမယ်ချက်တွေလိုးနေမယ်ဓာတ်တဲ့ပို့သွားရင်ရောပို့သွားရင်ကောက်တဲ့ချက်တွေပိုးကြသွားမယ်ကုန်ကျစရိတ်တွေပို့ပြီးတော့များသွားမယ်နောက်လို့နိုင်ငံတကာစံနှုန်းတွေရလဲလာတအိမ်အောင်ကိုမိနစ်30ထဲပို့ပြီးတော့ကြာကြီးမေးလိုက်တိုင်းထွက်လာတဲ့ကိန်းဂဏန်းတွေအဖြေတွေကခိုင်မာမှုမရှိဘူးလို့ဒီလိုသုံးသပ်တာလည်းရှိတယ်နောက်တစ်ခုကကျွန်တော်တို့ကဒီတိုင်းပြည်ရဲ့လက်ရှိနဲ့အနာဂတ်အတွက်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ကိန်းဂဏန်းတွေစုဆောင်းတဲ့အခါမှာဒီကိန်းဂဏန်းတွေကိုအသုံးပြုမဲ့ဌာနတွေပေါ့ဒီ data တွေကိုအသုံးပြုမဲ့လူတွေကို data user workshop တွေလုပ်တယ်အဲ့တော့သက်ဆိုင်ရာဌာနတွေအတွက်ခမည်းဌာနကအနာဂတ်အတွက် plan တွေချမယ်ဆိုရင်ဘယ်လိုမျိုးမျိုးတွေလုပ်တယ်လဲခမည်းဌာနဘယ်လိုဟာတွေလုပ်တယ်အဲ့လို workshop တွေလုပ်ပြီးတော့မှသမီးရဲ့ဒီပေါ်မှာဆွဲထုတ်လိုက်တာပါဌာနတစ်ခုချင်းဓာတ်တမကပို့လို့ရလို့မှာပေါ့သို့တော်လည်းပဲဒီလောက်ပဲမေးတယ်ဆိုရင်တော့ခုနပြောတဲ့တိုင်းပြည်လက်ရှိနဲ့အနာဂတ်အတွက်အနေတော်အဆင့်ဖြစ်မယ်လို့သတ်မှတ်ပြီးတော့ဒါမေးတာပါနိုင်ငံတကာအကူအညီနဲ့ဆောင်ရတဲ့ခါကျတော့နိုင်ငံတကာမှာလည်း40ချက်ဆိုတာနုံလို့ခေါ်ပါတယ်စံပါပဲအဲ့တော့နဲလည်းမနေဘူးများလည်းမများဘူးနဲရင်မပြည့်စုံဘူးများရင်အည်သွေးပြည့်ဝတဲ့ကိန်းဂဏမရဘူးလို့ဒီလိုပြောမယ်ရှုပ်ထွေးမှလည်းမပူပါနဲ့လာမေးတဲ့ဆရာဆရာမတွေကိုတေးသေးချာချာသင်တန်းပေးပြီးထုတ်လိုက်မှဖြစ်တဲ့အတွက်ကြောင့်ဖြေတဲ့လူတွေနဲ့မေးသမျှလေးကိုဖြေသွားရင်ကိုဒီပြဿနာဖြေပြီးသွားမှာပါဟုတ်ကဲ့ပါပြီးတော့လေသမီးတို့ကြားတာလူမျိုး135မျိုးနဲ့ပတ်သက်ပြီးတချို့လူမျိုးစင်းတွေကမြေပြင်မှာတကယ်မရှိတာတို့ထပ်တိုးထားတာတို့တချို့လူမျိုးစုငယ်လေးတွေကလူမျိုးစုကြီးထဲမှာမဟုတ်ဘဲနဲ့တခြားအုပ်စုအောက်မှာရှိနေတာတို့စသဖြင့်ပြောကြားနေတာတွေရှိပါတယ်ရှင်ဒါနဲ့ပတ်သက်ပြီးအဖအနေနဲ့ဗာများပြောကြားချင်ပါတယ်လေရှင်ပြည်သူကိုဗာ message များပေးချင်ပါတယ်လေရှင်ဒါလည်းတော်တော်လေးလူမေးများတဲ့အမေကိုဖြစ်တာပေါ့အဲ့တော့ကျွန်တော်တို့က135မျိုးကိုအခြေခံတယ်ဆိုတာကလေ135မျိုးပဲရှိတယ်နော်ဒါကိုပဲအတီးပြုတ်တယ်လို့အဲ့လိုပြောတာမဟုတ်ဘူးခင်ဗျကျွန်တော်တို့က1983ခုနှစ်ကောက်တုန်းကလည်း135မျိုးပေါ်မှာအခြေခံခဲ့တာပေါ့1983ခုနှစ်ကောက်တုန်းကလည်း135မျိုးမှာအခြေခံခဲ့တာပေါ့နောက်ပိုင်းလည်းတရားဝင်တိုင်းပြည်ကနေပြီးတော့သက်ဆိုင်ရာဝန်ကြီးဌာနတွေနောက်တမိုင်းကော်မရှင်စသည်ဖြင့်ဒီလိုအဖွဲ့တွေနဲ့တရားဝင်ထုတ်ပြန်ခဲ့တာလည်း135မျိုးပဲရှိတော့လောလောဆယ်ရှိနေတဲ့135မျိုးကိုစံထားမယ်ထပ်ပြီးတော့မေးလာတဲ့ခါမှာဒီပေါ်မှာအချို့လူမျိုးစုတွေကစလုံးပေါင်းများမှားနေသလားနော်အချို့ကရှိမရှိသေးရဲ့လားလူမျိုးနာမည်အစ်တွေများထပ်ပြီးတော့ပေါ်လာသလားစသည်ဖြင့် up to date update ဖြစ်အောင်ဆိုတာကဒါကဒီလိုလူမျိုးစု135မျိုးအခြေခံမှဒုတိယစဉ်းစားလို့ရပါလိမ့်135မျိုးမှအခြေခံမထားလို့ရှိရင်နောက်ထပ်ပြီးတော့ပြင်ဖို့ပြုဆိုတာလုံးမဖြစ်နိုင်ဘူးအဲ့တော့135မျိုးကိုပြောချင်တာကဒီတိုင်းမှန်းနေပါတယ်135မျိုးပဲရှိပါတယ်ဓာတ်တယ်လည်းမများပါဘူးဓာတ်ပဲမနှဲပါဘူးဆိုပြီးတော့အတိပြုခြင်းမဟုတ်ပါဘူးနော်135မျိုးထဲမှာဘယ်သူတွေရှိသေးသလဲဘယ်သူတွေမရှိတော့ဘူးလဲဘယ်သူတွေထပ်တိုးလာတယ်နော်စလုံးမောင်းတွေမှန်ရင်လားဆိုတာကိုပြင်ဆင်ပေးလို့တဲ့အတွက်ကြောင့်အခု135မျိုးအခြေခံပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်လို့ဒီလိုဖြစ်ချင်ပါတယ်သမီးရဲ့တချို့ကလည်းပြောတယ်နော်ဒီလိုဆိုရင်တဲ့135မျိုးဆိုတဲ့လူမျိုးကိုမထည့်မရဘူးလားတဲ့နော်ဒီလူမျိုးဆိုတာထည့်မကောင်းရင်မရဘူးလားပေါ့အချို့နိုင်ငံတွေမှာတော့ဒီလူမျိုးဆိုတာမထည့်ဘူးလို့ဒီလိုသိရတယ်သို့တော်လည်းအဘတို့နိုင်ငံကအင်မတန်ကြီးမားတဲ့နိုင်ငံကြီးတစ်ခုဖြစ်တယ်အင်မတန်ကျေပြန့်တဲ့နိုင်ငံကြီးဖြစ်တယ်လူမျိုးပေါင်းစုံပေါက်ဆက်ပါဝင်နေတယ်တကောင်စီရဲ့ရည်ရွယ်ချက်ကိုကလူဦးရေနဲ့ဖွဲ့စည်းမှုကိုသိကျင်တဲ့အတွက်ကြောင့်နိုင်ငံတကာစံနှုန်းနဲ့လူ့ခွေဆိုတဲ့အပေါ်မှာအခြေတည်ပြီးလုပ်တာလူဦးရေနဲ့ဖွဲ့စည်းမှုဆိုတာကလူဦးရေစုစုပေါင်းဘယ်လောက်ရှိတယ်သိကျင်တယ်လို့ဘယ်လိုလူမျိုးတွေနဲ့ပေါင်းစပ်ထားတဲ့နိုင်ငံဖြစ်တယ်လဲဆိုတဲ့ဖွဲ့စည်းမှုကိုပါသိကျင်တယ်ဒါတော့မှဒီမတူကွဲပြားနေတဲ့ကိုယ်တိုင်သားလူမျိုးစုတွေရဲ့နော်မတူကွဲပြားတဲ့အယူဝါဒမတူကွဲပြားတဲ့ယဉ်ကျေးမှုမတူကွဲပြားတဲ့ဓလေ့စိတ်ပေါ်မှာအားလုံးကိုလေးစားစွာဖြည့်ဆည်းပေးလို့ရမှာပေါ့ဟုတ်တယ်မလားနိုင်ငံတကာစံနှုန်းဆိုတာကနိုင်ငံတကာမှာလည်းမတူကွဲပြားတဲ့လူမျိုးစုတွေအပေါ်မှာအခုလိုပဲကောက်ကြတယ်လူအခွင့်အရေးဆိုတာကလွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုတဲ့အချက်ပေါ်မူတည်ပြီးတော့မိမိဟာဘယ်လူမျိုးဖြစ်တယ်အဲ့ဘယ်လူမျိုးတွေမှာဘယ်လူမျိုးစုဖြစ်ပါဆိုတော့ပြောကျင်တဲ့ကိုယ့်ရဲ့ဆန္ဒအတိုင်းပြောခွင့်ရတယ်ဆိုတဲ့ပုံမှာအခြေခံတာဖြစ်တဲ့အတွက်ကြောင့်ခဏလုတ်တဲ့လုပ်ငန်းစဉ်ဒီဒီမိုကရေစီစံနှုန်းနဲ့ရောနိုင်ငံတကာစံနှုန်းနဲ့ရောလူအခွင့်အရေးနဲ့ရောဒီသကောင်စင်းရဲ့တကယ်အနှစ်သာရဖြစ်တဲ့လူရည်နဲ့ဖွဲ့စည်းမှုပုံစံနဲ့ရောမတူကွဲပြားနေတဲ့နိုင်ငံရဲ့လူမျိုးစုတွေပေါ်မှာလေးစားတာရောအားလုံးကိုအခြေခံထားပါတယ်တိုင်းရင်းသားစီလူညညမှုပြိုကွဲဖို့လို့နော်ရည်ရွယ်ပြီးမလုပ်ဘူးဆိုတာရှင်းပါတယ်နော်ဒီမှာရှင်းပါတယ်နောက်တစ်ခုကလည်းအခုဆောင်ရွက်တဲ့နည်းတွေပို့ပြီးတော့ကောင်းတဲ့နည်းလဲရှင်းရှင်းပြောရင်မရှိနိုင်ဘူးလို့တော့ဒီလိုပြောလို့ရပါတယ်တမီးဟ
ဟုတ်ကဲ့ပါဗျ။ခေါင်းစင်းမိကုန်းနဲ့ပတ်သက်ပြီးတော့အဖဖြေကြတဲ့ထဲမှာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးမိကုန်းနေရပါတော့။ဒါဖွံ့ဖြိုးရေးလုပ်ငန်းအတွက်ပဲမေးမြန်းတာဖြစ်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်လေအခုအပြင်မှာဆိုလို့ရှိရင်ဒီအင်ရှင်အိမ်ငါပြဿနာတွေဖြစ်နေကြတယ်ဗျ။ဒီအိမ်ငါတွေကသူတို့နေထိုင်တဲ့အိမ်ကိုဒီအိမ်မှာလို့ဖြေကြတဲ့ခါကျရင်အင်ရှင်တွေကသူတို့အိမ်ဟာအိမ်ငါအိမ်ညာဖြစ်သွားနိုင်လားဆိုပြီးတော့အငင်းပွားစရာလေးတွေအပြင်မှာဖြစ်နေတယ်ဗျ။ဒါနဲ့ပတ်သက်ပြီးအဖအနေနဲ့ပေါ့နော်ပြည်သူတွေကိုဘယ်လိုများအသိပေးချင်ပါတယ်ဗျ။မှန်ပါတယ်ဒါလည်းစောစောပြောပြီးသလိုပေါ့နော်။ကိုတကောင်စင်းလာကောက်တဲ့ခါမှာနော်29ရက်နေ့2014ခုနှစ်29ရက်ညတကောင်ချိန်မှာရှိတဲ့လူကိုစည်ရင်ထဲတော့ကိုယ့်အိမ်ထဲမှာဧည့်သည်လဲပါခြင်းပါနေမယ်ကိုယ့်အိမ်ထဲမှာလာငှားနေတဲ့လူပဲပါခြင်းပါနေမယ်ပါတာကလွတ်လို့အဲ့ဒီဥစ္စာပိုင်ဆိုင်မှုနဲ့လုံးဝမဆိုင်ပါဘူးနော်ပိုင်ဆိုင်တယ်လို့ဒီပုံစုပ်ကြပြီးတော့တက်တေကအထောက်ထားပြတရားရုံးမှာလည်းလျှောက်ထားလို့မရပါဘူးဒါကြောင့်အိမ်ရှင်အိမ်ငှားတို့ပိုင်ဆိုင်မှုတွေနဲ့အခုတကောင်စင်းကောက်တဲ့ကိစ္စနဲ့ဘယ်လို့မှဆက်ဆက်မှုမရှိပါဘူးလို့ဒီလိုပြောချင်ပါတယ်ဟုတ်ကဲ့ပါအဘအနေနဲ့ပေါ့နော်ဒီပြည်နယ်တိုင်းဒေသကြီးတွေကိုတကောင်စင်းနဲ့သက်ဆိုင်တဲ့ဒီလုပ်ငန်းစဉ်တွေကိုအများပြည်သူသိရှိစေနိုင်ဖို့အတွက်လိုက်လံပြီးဆောင်ရွက်နေတယ်ပေါ့နော်ဒီလိုလိုက်လံဆောင်တဲ့အခါမှာလေအဘလူထုပညာပေးလုပ်ငန်းလုပ်တဲ့အခါအဘအနေနဲ့ဘလို့အချက်တွေကိုအဓိကထားပြီးပြောပါတယ်ရှင်အခုကျွန်တော်တို့ပြောနေတာကတော့အချိန်နဲ့ယူပြောတာပေါ့နော်နံပါတ်1ကတကောင်စင်းရဲ့နောက်ကျောင်းရာဇဝင်နဲ့ကျွန်တော်လည်းပြောတယ်နော်တကောင်စင်းကိုအခုနောက်ကျောင်းရာဇဝင်ဆိုတာကဘာကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာတကောင်စင်းအခုပြည်လုံးကျွတ်တကောင်စင်းအဆင့်ကိုဘာကြောင့်ကောက်ရတယ်လဲဆိုတဲ့ဟာလေးကျွန်တော်ရှင်းပြတယ်လေးနဲ့စင်ကြလို့ပါဒုတိယက2014ခုနှစ်လူရင်းနဲ့အိမ်ကျောင်းကတကောင်စင်းနဲ့ပတ်သက်တဲ့တိတဲ့နဲ့အနှစ်ချုပ်ကလေးတွေဘလို့မူနဲ့ကောက်မယ်ဘလို့နီးနားနဲ့ကောက်မယ်ရည်ညွှန်းချိန်ဆိုတာဘာဘလို့လူတွေကောက်မယ်ဘလို့လူတွေမကောက်ဘူးစသဖြင့်ဒါလေးတွေရှင်းပြပါတယ်နောက်တစ်ခုကဒီတကောင်စင်းပုံမှာပို့ပြီးအလေးနဲ့ထားစေခြင်းတဲ့အတွက်ကြောင့်ပြီးခဲ့တဲ့2013ခုနှစ်မတ်လ30ရက်နေ့ကနေပြီးတော့ဧပြီလ10ရက်နေ့ထိကောက်ခဲ့တဲ့စမ်းသပ်တကောင်စင်းပေါ်သမီးဒါလည်းတိုင်းပြည်လုံးကျွန်တော်တို့ဒီမြို့နယ်14ခုကမြို့နယ်ပေါင်း14ခုပေါ့တိုင်းနယ်ပြည်နယ်ပေါင်း14ခုကမြို့နယ်20ပါကောက်ခဲ့တာပေါ့အဲ့ဒီ20မှာမေကွန်း40ချက်ကိုမေတော့ရလာတဲ့ရက်လက်တွေဟာတိုင်းပြည်တွေဘယ်လောက်ထိအကျိုးရှိတယ်ပေါ့ဒီမေကွန်းလေးနံပါတ်1ဒီမေကွန်းလေးကိုဖြည့်လိုက်တဲ့ဆိုယုံနဲ့မှန်ဖြည့်လိုက်တဲ့ဆိုယုံနဲ့ထွက်လာတဲ့ရက်လက်ကတိုင်းပြည်တွေဘယ်လောက်ကြီးမားတယ်ဆိုတာကိုတိုင်းသားလူသားပြည်သူညီကိုမောင်နှမတွေသိအောင်ဒါလေးကျွန်တော်ရှင်းပြတယ်ပေါ့နောက်ဆုံးတစ်ချက်ကတော့ဒါကြောင့်ဒီလုံငန်းဒီအရေးကြီးတယ်ဘာတွေခွိုင်းကူပေးကြပါဘယ်စကားမျိုးတော့လက်ဆင့်ကမ်းပေးကြပါစသဖြင့်အဲ့လိုခန္ဓာ၄ခုနဲ့လိုက်ပြီးရှင်းပြပါတယ်ဟုတ်ကဲ့ပါဒီစံသက်တကောင်စင်းလည်းကောက်ခဲ့တယ်ဆိုတော့လေပါဒီစံသက်တကောင်စင်းကောက်ခဲ့တဲ့အခါမှာပေါ့နော်ရရှိလာတဲ့အကျိုးရလဒ်တွေကဘလို့အကျိုးရလဒ်တွေကိုအဘတို့အနေနဲ့ရရှိခဲ့ပါတယ်လေရှင်အဲ့ဒါတော့တော်တော်များတယ်နော်ဥပမာသမီးရဟဲ့လားအသက်ဘယ်လောက်ရှိပလဲဟဲ့လားမိကုန်းနံပါတ်3နဲ့4မှာမေးတာပေါ့ယောက်ျားလားမိန်းမလားစသဖြင့်ဒီလိုမိကုန်းနှစ်ခုလေးဖြေတာဘာခက်တယ်လဲအသက်ဘယ်လောက်ပဲကိုကယောက်ျားကိုကမိန်းမစသဖြင့်ဒီလိုဖြေလိုက်တဲ့ဆိုနဲ့လူရည်ပညာရှင်တွေကသူတို့လူရည်ပုံစံလေးပေါ်တွက်ချက်တာပေါ့အဲ့မှာ population pyramid လို့ခေါ်တဲ့ဇယားတွေဆွဲတယ်အဲ့တော့ပြီးခဲ့တဲ့2013ခုနှစ်မတ်လ30ရက်နေ့ကနေပြီးဧပြီလ10ရက်နေ့ထိကောက်ခဲ့တဲ့စမ်းသပ်တကောင်စင်းမှာအဲ့ဒီမေခွန်းတစ်ခုမှာသူတို့ဇယားလေးဆွဲတဲ့ခါကျတော့ population pyramid တွေဆွဲတဲ့ခါဘာပေါ်လာလဲဆိုတော့ကျွန်တော်ရှင်းပြတော့ပညာရှင်တွေကတော့ကျွန်တော်တို့ကျမတို့ကောက်ခဲ့တယ်တဲ့ဒီစမ်းသပ်မြို့နယ်20မှာတဲ့လူပြိုကြီးအပြိုကြီးတွေများနေတယ်တဲ့နော်မွေးနှုံးတွေကျနေတယ်တဲ့မွေးနှုံးတွေကျနေတာနှစ်ပေါင်း20လောက်ရှိပြီတဲ့နော်အသက်15နှစ်ကနေ59နှစ်ကြားကိုတိုင်းပြည်ရဲ့လုပ်အားပေါ့ working force လို့ခေါ်တယ်တဲ့အဲ့ဒီ working force ကကျမတို့ကောက်ခဲ့တဲ့ကျွန်တော်တို့ကောက်ခဲ့တဲ့မြို့နယ်20မှာအင်မတန်များနေတယ်တဲ့အဲ့ဒီဟာဘယ်လောက်တောင်များနေတယ်လဲဆိုလို့ရှိရင်နောက်နှစ်ပေါင်း20လောက်ထိတော့များဦးမယ်တဲ့အဲ့ဒါကိုလူကြီးပညာရ population bonus population စုလာရတယ်လို့ခေါ်တယ်တဲ့ဒီနေရာမှာတိုင်းပြည်ကအလုပ်ကိုင်းခွန်လန်းတွေဖန်တီးပေးနိုင်တဲ့အမြတိုင်းပြည်ဟာဖွံ့ဖြိုးတိုးတက်မှုပို့ပြီးတော့ရလာမယ်တဲ့59နှစ်အထက်ကတော့တက်ကြွရဟောတဲ့ကျွန်တော်တို့ကျမတို့ကောက်ခဲ့တဲ့ခုနပြောတဲ့စမ်းသာတကောင်စီမြို့နယ်20မှာတဲ့နော်တက်ကြီးရွယ်အိုအခြေအနေက 10.2% ဖြစ်ပြီးတဲ့တဘောကတော့နောက်10နှစ်ကျော်လောက်ကြာရင်နိုင်ငံမှာတက်ကြီးရွယ်အိုပြဿနာရင်ဆိုင်ရတော့မယ်တဲ့အဲ့လိုဟောသမီးနော်မိခုနှစ်ခုလေးဖြေလိုက်တဲ့ဆိုယုံနဲ့ဒီလိုပေါ်လာတယ်ကဲဆိုပါစို့အိမ်အောင်စုနဲ့ဘလို့တော်ဆတ်တယ်လဲလို့မေးလိုက်တဲ့ဆိုယုံနဲ့ဘာတွေထပ်ပြီးတော့တွက်ချက်လို့ရလဲဆိုအခြားချက်နဲ့ဆက်ဆက်တဲ့ကံမှာကျွန်တော်စမ်းသာကောက်တဲ့မြို့နယ်20မှာတဲ့အိမ်အောင်စုအရွယ်စားဟာတိမ်တော်မှာလူ4ယောက်ကျော်ပဲရှိတယ်တဲ့ဒါပြီးတော့ရခင်တော့ဟာတဲ့ဟဲ့လားကျွန်တော်ဒီနိုင်ငံမှာတဲ့အိမ်အောင်စုထဲမှာပေါ့လေသားတွေရောသမီးတွေရောမြေးတွေရောတမက်တွေရောချွေးမတွေရောဝိုင်းပြီးစားကြတောက်ကြတဲ့ extended family အဲ့ဒီစနစ်ကနေပြီးတော့အခုကောက်တယ်ဆိုတဲ့အချိန်မှာတဲ့မိဘနဲ့သားသမီးပဲစားကြတောက်ကြတယ်ပေါ့ nucleus family ကိုပြောင်းသွားပြီစသည်ဖြင့်တော့ဒီလိုတွေပေါ်လာတာပေါ့ပညာရေးနဲ့ပတ်သက်လို့လည်းအများကြီးပေါ်လာတယ်မတန်ဆွမ်းနဲ့ပတ်သက်လို့လည်းအများကြီးပေါ်လာတယ်ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့လည်းအများကြီးပေါ်လာတယ်ပိုင်ဆိုင်မှုမေးခွန်းတွေကြောင့်တိုင်းပြည်မှာလိုအပ်တဲ့ national health plan ပေါ့နော်နိုင်ငံတော်ကျန်းမာရေးစီမံကိန်းတွေဘယ်လိုဆွဲနေလဲဆိုတဲ့ဟာလည်းပေါ်လာဆက်ဆက်ပြီးသုံးမယ်ဆိုရင်
အကျိုးမြတ်ကတော့ဂရီဂရာပါပဲနော်တိုက်ပြီးတော့အင်မတန်မှအရေးကြီးပါတယ်ဒါအတူချုပ်ပြောတာပါနော်ဟုတ်ကဲ့ပါအဘကလေငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းမှလည်းပါတော့လေတိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရှိနေတဲ့ဒေသတွေမှာသကောင်စင်းကောက်နိုင်မှုအတွက်ဘယ်လိုများဆောင်ရွက်ထားလဲဆိုတာလည်းသိပြရစီရှင်မှန်တယ်သမီးကိုကျွန်တော်ကလေပြည်တော်စုရှင်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီလည်းဖြစ်ပါတယ်အဲ့တော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆောင်ရွက်တိုင်းတွေ့ကြတိုင်းပေါ့နော်အစည်းအဝေးတွေလုပ်တိုင်းဒီသကောင်စင်းလုပ်ငန်းစဉ်တွေပတ်သက်ပြီးတော့ကျွန်တော်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းညီကိုတွေကိုဒီကိစ္စတွေအများကြီးကျွန်တော်အသိပေးပါတယ်ပြည်တွင်းမှာလည်းအသိပေးပါတယ်ရမညာကကျွန်တော်နေဆက်ဒေသတွေမှာအစည်းအဝေးလုပ်တဲ့အခါမှာလည်းဒီကိစ္စတွေကျွန်တော်အသိပေးပါတယ်မှတ်ရဆိုလို့ကျွန်တော်တို့ဒီချင်းမိုင်မှာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့နော်ဒီအပြစ်ကရစေရေးကိစ္စဆွေးနွေးစဉ်တော့လည်းတစ်ချိန်ပေါ့အဲ့ဒီမှာလာပြီးတော့အစည်းအဝေးတက်တဲ့ကျွန်တော်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကညီကိုတွေကိုနေဆက်ဒေသမှာရှိတဲ့ကျွန်တော်တို့အချို့အဖွဲ့အစည်းတွေရောခေါ်ပြီးကျွန်တော်အသေးစိတ်ကျွန်တော်ရှင်းပြပါတယ်အဲ့ဒီမှာလည်းကျွန်တော်သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပါတယ်နောက်ပြည်တွင်းမှာလည်းကျွန်တော်မှတ်မိသလောက်ဆိုရင်တော့ကျွန်တော်ကတော့ KNU နေမျိုးကိုထူးထူးတာဝန်ယူဆောင်ရတာလေ KNU အဖွဲ့အစည်းနောက် PNLO နော်အဖွဲ့အစည်းနောက် RCSS SSA အဖွဲ့အစည်း ABSDF အဖွဲ့အစည်းအဲ့ဒီအဖွဲ့အစည်းကတာဝန်ရှိပုဂ္ဂိုလ်တွေဆိုကျွန်တော်ရုံးမှာကိုဖိတ်ပြီးတော့ကျွန်တော်2နာရီခွဲစာလောက်ဒီအသေးစိတ်ရှင်းပြပါတယ်ဆိုတော့တိုင်းသားနယ်မြေတွေမှာပူပေါင်းဆောင်ရွက်မယ်ဆိုတဲ့ဒီလိုနှုတ်ကလေးတွေကျွန်တော်ရထားပြီးပါပြီဆောင်ရွက်နေပါပြီအထူးသဖြင့် KNU နယ်မြေမှာဆိုရင်ကျွန်တော်ဘိုးကော်မတီဖြစ်တဲ့ဘရိုအာတိုဆိုရင်ခနေ့သူ့နယ်မြေမှာကွင်းဆင်းပြီးတော့ကျွန်တော်တို့နိုင်ငံတော်နဲ့ပေါင်းစပ်ပြီးတော့ဆောင်ရွက်နိုင်မှုအတွက်ဒေသတွေမှာကိုယ်တိုင်စီမီစီယုံတဲ့လုပ်ငန်းတွေလုပ်နေပါတယ်ဒီလိုပဲအခြားဒေသတွေမှာလည်းလုပ်နေပါတယ်ဆိုတော့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကျွန်တော်တို့မကင်းကွာပါဘူးဆက်ဆက်ပြီးဆောင်ရွက်နေပါတယ်လို့ဒီလိုပြောချင်တာပါခင်ဗျဟုတ်ကဲ့ပါဒီပြည်လုံးကျွတ်သကောင်စင်ကောက်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမပြည်နယ်တိုင်းဒေသကြီးတွေဆင်းပြီးတော့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဒီလိုတွဲဆုံဆွေးနွေးပွဲတွေမှာရောဘလို့ပုံကိုယ်တွေဘလို့အဖွဲ့အစည်းတွေတက်ရောက်ပါတယ်ရှင်ပြီးတော့သူတို့တွေကဘလို့မေးခွန်းတွေကိုအများစုမေးကြတယ်ရှင်ပြည်သူလူထုရဲ့နားလေလက်ခံထားမှုအခြေအနေရောဘလို့အတိုင်းတာရှိပါတယ်ရှင်တပိဒါလည်းအရှိကြီးတဲ့မေးခွန်းပါပဲအဲ့တော့တွေ့တယ်ဆိုလို့ရှိရင်လေဒီတိုင်းတဲ့ပြည်နယ်တွေမှာပဲဖြစ်နေရာတိုင်းမှာပေါ့တွေ့တဲ့အခါမှာကျွန်တော်တို့ဘလို့လူမျိုးတွေပါတယ်လဲဆိုတော့အစင်းစင်သောသကောင်စင်ကော်မတီဝင်တွေပါတာပေါ့ခုနတိုင်းစင်ခရိုင်စင်မြို့နယ်စင်ရပ်ကျေးစင်အဲ့ဒီမှာတာဝန်ယူမဲ့အစင်းစင်သောသကောင်စင်ကော်မတီဝင်တွေပါပါတယ်နောက်တစ်ခုကဘာသာရေးအဖွဲ့အစည်းကနော်ပုံကိုယ်တွေပါပါတယ်နောက်တစ်ခုကကျွန်တော်တို့လူမှုအဖွဲ့အစည်းကပုံကိုယ်တွေပါပါတယ်နောက်စိတ်ပါဝင်စားတဲ့ဒေသခံပုံကိုယ်တွေအကုန်ပါပါတယ်အဖွဲ့အစည်းတွေဖြစ်တဲ့မှာတမတော်လို့ရဲတပ်ဖွဲ့လို့အကျဉ်းဦးစီးလို့ဟိုတယ်လို့မော်တယ်လို့ဂေဟာလို့အဲ့ဒီပုံကိုယ်တွေပါပါတယ်ဆိုတော့တနိုင်ငံလုံးမှာရှိတဲ့အချိုးအစားအတိုင်းပေါ့နော်လူလူလက်စားအချိုးအစားအားလုံးတက်ရောက်ပြီးတော့နားထောင်တဲ့သဘောဖြစ်ပါတယ်လို့ဒီလိုဖြေချင်ပါတယ်ဘယ်လိုမျိုးကိုနေမေးလဲဆိုတော့အခုချိန်ထိပေါ့လေသမီးစိတ်ပြောတော့အချိန်မုန်းတော်တော်များပြီအများဆုံးမေးတဲ့မေးခွန်းကစောစောသမီးမေးသွားတဲ့မေးခွန်းတွေပါပဲနော်အဲ့တော့ကိုယ့်အိမ်မှာလာတဲနေတဲ့လူဟာကိုယ့်အိမ်မှာငှားနေတဲ့လူဟာတကောင်စင်းလာကောက်တဲ့ခါမှာသူ့နာမည်ပါသွားတဲ့အတွက်ကြောင့်အိမ်ပိုင်ဆိုင်မှုများရှုပ်ထွေးသွားနိုင်ပါသလားဒီလိုမေးခွန်းတွေမေးပါတယ်ဒါကုနာဖြေပြီးပါပြီနော်ခုနလိုပိုင်ဆိုင်မှုတွေမေးတဲ့ခါမှာဟလာကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းတွေမေးတဲ့ခါမှာအခွန်ကောင်များကောက်ဖို့အကောက်ခံနိုင်ပါသလားဒါတွေမေးပါတယ်နောက်သားတွေသမီးတွေဆွေတွေမျိုးတွေနိုင်ငံသားကိုတရားမဝင်လမ်းသွားတယ်ဆိုရင်ဥပဒေကြောင့်အရေးယူဖို့များရှိပါသလားဒါတွေမေးပါတယ်ခုနပြောတဲ့လူမျိုး135မျိုးဆိုတာဟုတ်ရဲ့လားခုကျွန်တော်အစ်စ်တွေလည်းကျွန်တော်ပေါ်နေတယ်ချုပ်လူမျိုးလည်းမရှိတော့ဘူးဒါမျိုးတွေကျွန်တော်တို့မေးပါတယ်ကျွန်တော်တို့ဘယ်လိုရေးထည့်ရမလဲလူမျိုးနဲ့ပတ်သက်အဲ့တော့ကိုတုတ်ကပြောတဲ့အတိုင်းကိုဆန္ဒရှိတဲ့အတိုင်းရေးခွင့်ရှိတယ်လို့ဒီလိုဖြေလိုက်မှမရှင်းသွားတာပေါ့အများစုကတော့အဲ့လိုမေးခွန်းတွေမေးလိမ့်မေးတာရှိပါသမီးဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်လေပြည်သူလူထုရဲ့နားလေသိရှိနိုင်မှုပေါ့နော်နားလေလက်ခံထားမှုအခြေအနေကရောဘလို့တိုင်းတာတွေရှိတယ်လို့အဖသိရှိထားပါတယ်ရှင်ကျွန်တော်တို့ကတော့အခုတကယ်ကိုလေပြည်မာကောနေဇက်ကောနော်တိုင်းသားနယ်မြေတွေရောငင်းငင်းနယ်မြေတွေရောစသည်ဖြင့်နော်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေတွေရောအကုန်လုံးကိုဖြန့်ပြီးသွားနေတဲ့အတွက်ကြောင့်ကျွန်တော်ထင်တယ်ဗျကျွန်တော်မှန်းတာများတိတ်ဟိုဖြစ်မလားမသိဘူးလေအနည်းဆုံး80-85ရာခိုင်နှုန်းကဒီပေါ်မှာနားလေလာကြပြီပေါ့ကျွန်တော်ဆက်ပြီးစူးစမ်းပါမယ်နော်ကျန်တဲ့2လအတွင်းမှာလုံးဝအောက်တုံးဟလာကျွန်တော်တိုင်းသားကြီးကိုနားလေသွားအောင်လက်ခံယူကြည့်လာအောင်ဥပ္ပဆောင်ရအောင်ကျွန်တော်ဆက်ပြီးတော့စူးစမ်းပါမယ်ခုကကျွန်တော်တယောက်တည်းပြောနေတာမဟုတ်ဘူးလေကျွန်တော်ပြောနေသလိုပဲကျွန်တော်ဒုတိယဝန်ကြီးဦးဝင်းမြင့်ကလည်းတောက်လျှောက်ဆက်ပြောနေတယ်ကျွန်တော်တို့ပဲပြောနေတာမဟုတ်ဘူးသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်မှုတွေလည်းဆက်ပြီးတော့ပြောနေတာပဲကျွန်တော်တို့ပဲပြောနေတာမဟုတ်ဘူးဝန်ကြီးချုပ်တွေကလည်းပြောနေတယ်တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကနောက်ကျွန်တော်မြို့နယ်330မှာရှိတဲ့မြို့နယ်မှုတွေကလည်းကျွန်တော်တက်ကတ်တွေပေးထားတယ်တနေ့ကိုဘယ်နေရာဘယ်ဥစုသူတို့ကဆက်ပြီးတော့ပြောနေတယ်အလားတူပဲကျွန်တော်တို့ခုနပြောတဲ့သတင်းပညာရှင်တွေရုပ်ရှင်ပညာရှင်တွေစာပေပညာရှင်တွေမီဒီယာတွေအဲ့ဒါတွေလည်းပြောနေတယ်နော်အလားတူပဲ volunteer ဖွဲ့တွေကလိုက်ပြီးပြောနေတယ်ဆိုတော့မြန်မာပြည်မှာရှိတဲ့ကြေးရွာပေါင်း6446ရွာလုံးလုံးဖြစ်နိုင်ရင်ကွက်ပြစ်နင်းနေအောင်ကျွန်တော်ဆောင်ရနိုင်တယ်သိရှိနားလည်မှုကတော့ခုနလိုနားထောင်လိုက်ရတာနဲ့အမျှပို့ပြီးနားလည်သွားတော့သမီး
ဟုတ်ကဲ့ပါဗျပြီးသွားလို့ရှင်လေးဗျတကောင်စင်းကောက်နိုင်မှုအတွက်လိုအပ်တဲ့ငွေကြေးကုန်ကြမှုအခြေအနေလေးကိုလည်းသိပြစီရှင်အဲ့တော့တမီးမူလပထမစပြီးတော့တွက်ကြချက်ကြတဲ့အချိန်တော့ပေါ့နော်ပလန်စဆွဲတော့လူတယောက်ကို$လောက်များကုန်မလားတွက်တာပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့ကတန်း60ရှိတော့အနည်းဆုံးတော့58သန်းလောက်ကုန်မယ်အဲ့တော့58.5သန်းအမေရိကန်ဒေါ်လာကုန်မယ်လို့အဲ့လိုခံမှန်းတွက်ချက်ခဲ့ကြတာပေါ့အဲ့တော့နိုင်ငံတော်အစိုးရဘက်က$15သန်းထည့်ဝင်မယ်လိုရည်လည်းကျွန်တော်ထပ်ထည့်မှာပေါ့နိုင်ငံတော်ဘက်ကနော်ကုလသမဂ္ဂကလည်း9သန်းလှူမယ်လို့ပြောတယ်ဒီလိုဆိုရင်တော့လိုအပ်ချက်ကနော်မှန်းတဲ့တိုင်းသုံးရမယ်ဆိုရင်လိုအပ်ချက်က38.5သန်းလောက်လိုတာပေါ့အခုတော့ဒါ UNFPA လို့ခေါ်တဲ့ United Nations Fund for Population ပေါ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ဥဆောင်ပြီးတော့နိုင်ငံတကာဒိုနာတွေနဲ့အလှူရှင်တွေချစ်ဆက်ပြီးတော့အလှူငွေတောင်းနေတာရှိပါတယ်ကျွန်တော်တို့ပြည်တွင်းမှာကြတော့အချို့စေတနာရှင်ပြည်သူတွေကပစ္စည်းလေးတွေလှူတာရှိတယ်နော်အချို့ရက်ွက်မှာကျွန်တော်မြေပြင်ကွင်းစကောက်မဲ့လူတွေအုတ်ထုပ်တွေလှူတာရှိတယ်အိမ်တွေလှူတာရှိတယ်အိတ်တွေလှူတာရှိတယ်နော်အဲ့လိုလှူတာလေးလည်းရှိပါတယ်ဆိုတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းပြဿနာမရှိဘူးလို့ကျွန်တော်ဒီလိုယူဆပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီပြည်လုံးကျွတ်တကောင်စင်ကောက်ချင်းကပေါ့နော်ပြည်သူတွေအပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲရှင်အဲ့ဒါတော့ခုနပြောသလိုပဲသမီးတိုင်းပြည်ကဆောင်ရွက်ကြတဲ့ကအနာဂတ်နဲ့လက်ရှိနဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွေလိုအပ်တဲ့ကိန်းဂဏတွေတောင်းတာ哦လူတွေရရှိခံစားရမယ့်အကျိုးကျေးဇူးဆိုတာအများကြီးပေါ့နော်တဘောပညာရေးဆိုင်ရာကိစ္စတွေမိခွန်းတွေကြောင့်ပညာရေးလိုအပ်ချက်တွေဖြည့်ဆည်းပေးလို့ရတယ်နော်ကျောင်းတွေဖွင့်ပေးလို့လိုအပ်တဲ့နေရာမှာဘယ်လိုကျောင်းတွေဖွင့်ပေးရမယ်ကျောင်းသားနဲ့ဆရာမအချိုးကျမှုရှိမရှိဘယ်နေရာမှာမူကြိုဘယ်နေရာမှာအလဲတန်းဘယ်နေရာမှာထက်တန်းစသည်ဖြင့်ဘယ်နေရာမှာတဝေးပညာဘယ်နေရာမှာပညာရေးdrop out ဆက်ပြတ်တဲ့လူတွေတော့ဘာလုပ်ပေးရမလဲစသည်ဖြင့်ပညာရေးခန္ဓာနဲ့ပတ်သက်ပြီးကျန်းမာရေးခန္ဓာနဲ့ပတ်သက်ပြီးလူမှုဖွံ့ဖြိုးတိုးတက်ရေးခန္ဓာနဲ့ပတ်သက်ပြီးနော်လူတွေကနေထိုင်မှုစနစ်နဲ့ပတ်သက်ပြီးကဏ္ဍတိုင်းမှာနော်နေ့တူကလိုအပ်ချက်ကနေစပြီးတော့လက်ရှိနဲ့အနာဂတ်လိုအပ်ချက်တွေအားလုံးအတွက်ဖြည့်ဆည်းပေးနေတဲ့အကျိုးကျေးဇူးတွေအပြည့်အဝဖော်ဆောင်ပေးနိုင်မဲ့စိတ်မကြကြီးဖြစ်ပါတယ်လို့ဒီလိုရှင်းပြချင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုလို့ရှိရင်လေတကောင်စင်းကောက်ရေးလုပ်ငန်းကြီးအောင်မြင်စွာဆောင်ရွက်နိုင်မှုအတွက်ပေါ့နော်အဖအနေနဲ့ထပ်မံဖြည့်ဆွဲပြောကြားလိုတာများရှိရင်လည်းပြောကြားပေးပါအောင်ရှင်အဲ့တော့သမီးပြည်သူတွေကိုလေကိုတိုင်းသားလူသားပြည်သူတွေအားလုံးအတိပေးခြင်းတဲ့အဓိကချက်ကတော့ဒီတကောင်စင်းဒီတိုင်းပြည်ရဲ့လက်ရှိနဲ့အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ကိန်းဂဏန်းတွေရဖို့နိုင်ငံတော်ကဆောင်ရွက်တာဖြစ်တယ်တကယ်လက်ရှိအကျိုးခံစားရမှာပြည်သူပြည်သားတွေပဲဖြစ်တယ်အဲ့တော့ကိုယ်အကျိုးအတွက်ကိုဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်နော်ကိုယ်အကျိုးအတွက်မှန်ကန်ဖြေကြဖို့လိုတယ်ဆိုတဲ့ message တွေပေးခြင်းပါတယ်မှန်ကန်ဖြေတော့မှမှန်ကန်တဲ့ကိန်းဂဏန်းတွေထွက်မယ်မှန်ကန်တဲ့ကိန်းဂဏန်းတွေဖြစ်တော့မှမှန်ကန်တဲ့ကုညီထောက်ပံ့မှုတွေလုပ်လို့ရမယ်နော်မှန်ကန်မဖြစ်ရင်ဒီလိုမှန်ကန်တဲ့ထောက်ပံ့မှုတွေလုပ်လို့မရဘူးဒါလေးချက်သိပေးနေပါတယ်အဲ့တော့တကယ်အကျိုးခံစားရမှာတကယ်တော့အစိုးရမဟုတ်ပါဘူးပြည်သူတွေသာဖြစ်ပါတယ်နော်အစိုးရကဖြည့်ဆည်းပေးဖို့တာဝန်ရှိတယ်တကယ်ခံစားရမှာပြည်သူတွေဖြစ်တဲ့အတွက်ကြောင့်ပြည်သူတွေအပိုင်းကကိုရရှိမဲ့အခွင့်အရေးကိုအပြည့်အဝအသုံးချကြပါလို့ဒီလိုမှားချင်ပါတယ်နောက်တစ်ခုကလည်းဒီတကောင်စင်းလုပ်ငန်းစဉ်ဟာအင်္ဂလိပ်လို all inclusive ပေါ့အားလုံးပါဝင်ခွင့်ရှိတဲ့လုပ်ငန်းစဉ်တစ်ခုတည်းသောအားလုံးပါဝင်ခွင့်ရှိတဲ့လုပ်ငန်းစဉ်ဖြစ်တယ်ဥပမာသမီးရဲ့အချို့ကိစ္စတွေမှာအသက်ကတစ်ချက်ရှိမယ်နော်16နှစ်ပြည့်မှပါတဲ့လုပ်ငန်းစဉ်မျိုးဖြစ်မယ်ဒီလုပ်ငန်းစဉ်ဒီလိုမဟုတ်ဘူးနော်အခုနပြောတဲ့2014ခုနှစ်မတ်လ29ရက်နေ့ညတကောင်အချင်းစမွေးတဲ့ကလေးလေးရနေစပြီးတော့နော်တကောင်စင်းကောက်တဲ့ချိန်မှာတက်ရှိတင်ရှားရှိနေလူတွေအားလုံးပါဝင်ရမှာတစ်ခုတည်းသောလုပ်ငန်းစဉ်ဖြစ်တော့ကို့မှာပါဝင်ခွင့်ရှိရတဲ့ဘာဖြစ်လို့ဒီအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးခံမလဲလားရရှိတဲ့အခွင့်အရေးကိုကို့အတွက်ပြည့်ဝအသုံးချပေးပါလို့ဒီလိုမှာချင်ပါတယ်နောက်တစ်ခုကဒီအစီအမံကစောစောကျွန်တော်ပြောခဲ့တယ်လို့လေနော်လူဦးရေနဲ့ဖွဲ့စည်းမှုတည်ကျင်တဲ့အတွက်ကြောင့်နိုင်ငံတကာစံနှုန်းနဲ့လူ့ခွင့်ပေါ်မှာအခြေခံတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ပြောခဲ့တယ်အဲ့တော့လူဦးရေလည်းပေါ်လာရမယ်တိုင်းသားမျိုးနွယ်စုတွေအားလုံးရဲ့ဖွဲ့စည်းမှုကိုလည်းဒီမှာပေါ်လာစေချင်တယ်ဒါမှမတူကွဲပြားခြားနားစွာရှိနေတဲ့ကျွန်တော်တို့နိုင်ငံမှာတိုင်းသားမျိုးနွယ်စုတွေအားလုံးတွေမတူကွဲပြားမှုတွေပေါ်မှာလိုအပ်ချက်တွေကိုပြည့်ပြည့်ဝဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကလည်းလူ့ခွင့်ကိုအပြည့်အဝလေးစားလိုက်နာပြီးအခြေခံတဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ကြောင့်မိမိပြောခြင်းနဲ့မိမိပြောလိုတဲ့ပြောခွင့်ရှိတဲ့အရာတွေကိုပြောခွင့်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်တော့ဒီပေါ်မှာဘာမှစိုးရင်ကြောက်ကြမှုမရှိပဲတိုင်းရင်းသားအဲ့ဒါကျွန်တော်တို့လူသားပြည်သူအားလုံးကမှန်ကန်ဖြည့်ဆို့ခြင်းဖြင့်ဒီလုပ်ငန်းပေါ်မှာပူးပေါင်းဆောင်ကြပါလို့အဲ့လိုဒီပေးကြမှာတည်းဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်တမီးတို့ Skynet အထူးတွေ channel ကတိလို့တမ ्या ကိုပြည့်စုံဖြည့်ချပေးတဲ့အတွက်ဘာလို့တမီးတို့ Skynet အထူးတွေ channel ကကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘာလို့ကလည်းအခုလိုလေတိုင်းပြည်လုံးတိုင်းသားပြည်သူတိုင်းသားညီကိုမောင်နှမတွေအားလုံးတည်တဲ့ကိစ္စတွေကိုအချိန်မီမြင်ပေးတဲ့ Skynet Up to Date Channel ကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောလိုပါတယ်မ
မိဘပြည်သူညီကိုမောင်နှမများရှင်အခုကျမတို့ Sky Net အတူတူဖွဲ့သားတွေရိုက်ကူးတက်ဆက်ပေးခဲ့တာကတော့မကြာမီကာလမှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကောက်ခံဆောင်ရွက်သွားမယ်2014ခုနှစ်လူဦးရေနဲ့အိမ်ချောင်းရာသကောင်စင်းကောက်ရေးလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်ရှင်ယခုကျမတို့ Sky Net အတူတူဖွဲ့သားတွေရိုက်ကူးတက်ဆက်ပြသလိုက်တဲ့သကောင်စင်းကောက်ရေးလုပ်ငန်းစဉ်အပေါ်မိဘပြည်သူညီကိုမောင်နှမတွေအနေနဲ့သိရှိနားလည်ကြပြီးသကောင်စင်းမိကိုများကိုမှန်မှန်ကန်ကန်ဖြစ်ကြခြင်းနဲ့ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ကိုလည်းဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်ရှင်ကြည့်ရှုအားပေးကြတဲ့ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်